Hello အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့ထူးထူးဆန်းဆန်းအပင်လေးတစ်ခုကိုတောထဲမှာပေါ့နော်ဒီအုံးငင်းထဲမှာတွေ့ရှိထားရတယ်အဲ့ဒီအပင်လေးကိုလိုက်ပြခြင်းလို့ပါဒါကျမတို့ငယ်ငယ်တုန်းကဆိုရင်ပေါ့နော်အဲ့ဒီအရွက်ကလေးတွေတွေ့လို့ရှိရင်အရန်ပဲပြောပါတယ်အဲ့ဒီအရွက်ကလေးတွေကဘာရွက်ကလေးတွေလဲဆိုတော့ဒီမှာပါအားလုံးပဲကြည့်လိုက်ပါဒီမှာဒီအပင်လေးနွယ်တက်နေတာကိုတွေ့တဲ့အတွက်အားလုံးကိုပြတာပါဒါတချို့တွေမြင်မှုကြလားမသိဘူးကျမတို့တောဘက်မှာနေတဲ့လူတွေဆိုရင်တော့ဒီအရွက်ကလေးကိုအားလုံးသိကြတယ်ရှင်မျိုးကြီးပြားကြီးမှာနေတဲ့လူတွေကြတော့ဒီအရွက်ကလေးကိုမမြင်ဘူးကြဘူးမတွေ့ဘူးကြဘူးအဲ့ဒါနဲ့ကျမကဒီအရွက်ကလေးကိုဘာလုပ်လို့ရတယ်ဆိုတာလေးကိုအခုပြပြသွားမှာဖြစ်ပါတယ်အခုဆိုရင်ကျမကဒီအရွက်ကလေးတွေကိုခူးလိုက်ပါပြီဒါလေးတွေကိုခူးပြီးသွားလို့ရှိရင်ဒီအရွက်ကလေးတွေနဲ့ဘယ်လိုမျိုးလေးလုပ်လို့ရတယ်ဆိုတာကိုပြသွားမှာဖြစ်ပါတယ်ဒီအရွက်ကလေးတွေကိုတော့ကျမတို့ဒေတာအခေါ်မှာဒါမုတ်ကျွဲတဲ့ရွက်လို့ခေါ်ပါတယ်သူကကွန်းရွက်လိုမျိုးနွယ်ရွက်တစ်မျိုးပေါ့နော်ဘလို့ဆေးဘက်ဝင်နေတော့မသိဘူးရှင်ဒါပေမဲ့သူ့ရဲ့အရွက်ရဲ့ဖွဲစည်းပုံကထူးဆန်းပါတယ်သူကဒီမှာဆိုရင်ဒါဒီအရွက်တွေဆိုလို့ရှိရင်ဒါတော်တော်လေးကိုရင့်နေပြီပေါ့နော်ဒီအရွက်တွေကိုဒါခု့လို့မရှိတဲ့အတွက်ကြောင့်ရင့်သွားပါပြီဟုတ်ပါပြီကျမကဒီမုတ်ကျွဲတဲ့ရွက်ကလေးတွေကိုခု့လိုက်ပါပြီရှင်အများကြီးပဲဒီမှာလက်တဆုပ်စာလားရနေပါပြီဒါကကျမတို့နိုင်ငံမှာဆိုရင်သုတေသနပြုလုပ်တဲ့လူတွေမရှိလို့ပါတကယ်တော့ဒီအရွက်ကလေးကိုဒါသုတေသနလုပ်နိုင်မယ်ဆိုရင်ဆေးဘက်ဝင်တဲ့အပင်တစ်မျိုးလို့ကျမတို့ထင်တယ်ဘာလို့လဲဆိုတော့ဒီမှာဆိုရင်သူ့အရွက်ရဲ့ဖွဲ့စည်းပုံလေးကဒီမှာသူကအသေးပုံစံလေးရှိပါတယ်ဒီမှာသူ့အရွက်ကလေးကအသေးပုံစံလေးပါသူ့အရွက်ကလေးကိုကြည့်လို့ရှိရင်ဒီမှာပေါ့နော်စီလိုဓာတ်မျိုးပေါ့နော်ထွက်မယ်လို့မထင်ရပါဘူးရှင်ဘာလို့လဲဆိုတော့အရွက်ကပါးလှန်နေတယ်ပြီးလို့ရှိရင်ဒီမှာမွေးပွားလေးတော့ရှိတယ်ဒါပေမဲ့ဒီအရွက်ကိုအခုကျမလုပ်ပြမှာဖြစ်ပါတယ်ဘယ်လိုမျိုးဒီအရွက်ကနေပြီးတော့ဒီအရွက်ကနေပြီးတော့ဘယ်လိုမျိုးလေးဖြစ်ပေါ်လာလဲဆိုတာကိုအားလုံးပဲဒါလိုက်ကြည့်ကြပါရှင်ကိုဆိုရင်ကျမကဒါဒီအရွက်ကလေးတွေကိုယူသွားလိုက်ပါပြီဒါကျမတို့ငယ်တုန်းကဒီအရွက်ကလေးတွေနဲ့ဘယ်လိုမျိုးကစားကြလဲဆိုတာကိုလုပ်ပြပေးမှာဖြစ်ပါတယ်ဒီမှာဆိုရင်ကျမကဒါအရွက်ကလေးတွေကိုခူးလာလိုက်ပါပြီရှင်အရွက်ကလေးတွေကိုကျမကဒါခူးလာလိုက်ပါပြီဒီမှာအခုဆိုရင်ဒီအရွက်ကလေးတွေကိုရင်းနဲ့ဖြော်ဖို့အတွက်ခွက်ကလေးတစ်လုံးရှာနေပါတယ်ရှင်အားလုံးပဲဒီအရွက်ကလေးကိုဘယ်လိုမျိုးလေးလုပ်မယ်ဆိုတာကိုဒီမှာဆက်လက်ပြီးတော့ကြည့်ပေးပါဒါအရွက်တွေကိုပေါ့နော်ဒီထဲမှာထည့်ပြီးတော့နယ်လိုက်ပါပြီရှင်နယ်ပါတယ်သူ့အရွက်ကကြည့်မယ်ဆိုရင်အရွက်ကသူကအရွက်ကပါပါကလေးနဲ့စီထွက်မယ်လို့မထင်ရဘူးပေါ့နော်ဥပမာဆိုလို့ရှိရင်ဒီခေါင်းရမ်းပန်းပွင့်တဲ့အရွက်တွေဆိုရင်ပေါ့နော်ခေါင်းရမ်းပန်းမရအရွက်တွေဆိုလို့ရှိရင်
သူ့ရင်းနဲ့ဖြော်လိုက်လို့ရှိရင်သူကစီဓာတ်ပေါ့နော်ဟိုစီလိုမျိုးဆွဲလေးထွက်ပါတယ်ဒါပေမဲ့ခေါင်းရမ်းပန်းကစီထွက်မယ်ဆိုတာသိတာလေရှင်ဒီလိုသူ့ရဲ့အရွက်ကိုဒီလိုကိုင်းကြည့်လိုက်လို့ရှိရင်ခေါင်းရမ်းပင်ကအရွက်ပေါ့နော်အဲ့ဒါမျိုးအရွက်ကကြာရှောနေတယ်အခုဒီမုတ်ကျဲတဲ့လို့ကျမကိုခေါ်တဲ့အရွက်ကအရွက်ကမရှောဘူးရှင်ဒါ ဒီမှာဆိုရင်အရွက်ကိုဖြော်လိုက်တဲ့အချိန်မှာဟိုဟာပစ်ဆွဲတယ်ပေါ့နော်ပစ်ဆွဲတဲ့အရည်လေးရလာပါပြီပစ်ဆွဲတဲ့အရည်လေးရလာပါပြီစီလိုမျိုးဆွဲပစ်နေတယ်အရည်လေးပေါ့နော်ရလာပါပြီရှင်လိုက်ပါတယ်ရှင်အရွက်ကိုလဲပါတယ်ရှင်အခုဆိုရင်ဒီမှာကြည့်လိုက်ပါအမြုပ်ဖိုက်ဖိုက်နဲ့သူကအလွန်ပဲဆွဲပစ်တဲ့အရည်တွေထွက်လာပါပြီဒါကကျမတို့နိုင်ငံမှာကသုတေသနလုပ်မှုတွေအရင်မဲ့အားနေတဲ့အတွက်ကြောင့်ဟိုဒီအပင်ရဲ့ပေါ့နော်ဒီအပင်မှာဗာဓာတ်ကလေးတွေပါတယ်ဘလိုမျိုးကောင်းကျိုးလေးတွေရှိတယ်ပြီးလို့ရှိရင်ဒီအပင်ကိုဘယ်နေရာမှာသုံးနိုင်လဲဆိုတာကိုကျမတို့တွေကမသိကြတာပဲဖြစ်ပါတယ်တကယ်လို့သုတေသနတွေလုပ်ပြီးတော့ဒီဟာကိုဓာတ်ခွဲစမ်းသပ်မယ်ဆိုလို့ရှိရင်တော့ဒီအရွက်ကတော်တော်လေးကိုပေါ့နော်ဟိုထူးဆန်းတဲ့အရွက်တရွက်လို့တော့ကျမထင်တယ်ဒီမှာဆိုအခုကြည့်လိုက်ပါခုနတုန်းကစားဖြော်တဲ့အချိန်တုန်းကဟိုပေါ့နော်ရေကြည်ကြည်တွေပဲထွက်တယ်အခုဆိုလို့ရှိရင်ဒီအရွက်ရဲ့အစီအနှစ်တွေပေါ့နော်အရွက်ရဲ့အစီအနှစ်ကလေးတွေပါသွားပြီဖြစ်တဲ့အတွက်ကြောင့်အခုဆိုရင်ဟိုအတုံးနီးပါပေါ့နော်အတုံးနီးပါဒါခဲပြစ်နေတယ်အတုံးနီးပါကိုပေါ့နော်ခဲပြစ်နေတယ်အရည်တွေရလာပါပြီဟိုဟာဆက်ပြီးတော့ဖြောလိုက်ပါဦးမယ်ရှင်ဟုတ်ကဲ့ဖြောပါတယ်နဲလိုက်ပါတယ်စစ်စီပါအောင်နဲလိုက်ပါတယ်သူ့ရဲ့အရွက်ထဲမှာပေါ့နော်ဘာအစီအသားဘာအနှစ်မှဟိုမကြံတော့ကျမကစူးစမ်းပြီးတော့နဲလိုက်ပါမယ်ရှင်အခုဆိုရင်ဒီမှာပေါ့နော်အားလုံးပဲတွေ့မြင်နေရတဲ့အတိုင်းခဲပစ်တဲ့ဒါအရည်တွေပေါ့နော်ခဲပစ်တဲ့အရည်တွေကိုရရှိလာပြီဖြစ်ပါတယ်ဒါကျမတို့ငငယ်တုန်းကဆိုလို့ရှိရင်ပေါ့နော်ဒီအရွက်ကလေးတွေနဲ့မုတ်လုံတန်းကစားကြပါတယ်ဒီအရွက်ကလေးတွေကိုရင်းနဲ့ဖြော်ပြီးတော့အခုလိုပြည့်ဆွဲလာတဲ့အတုံးလေးတွေပေါ့နော်ရရှိလာပြီဆိုရင်ဒါကျမကဒီအတုံးကလေးတွေကိုနေလှမ်းထားလိုက်ပါတယ်ရှင်နေလှမ်းထားပြီးတော့ရင်တော့ခဏကြာတဲ့အခါမှာဒီအခုဆိုရင်ဒီမှာအားလုံးပဲမြင်ရတဲ့အတိုင်းပဲအလုံးကိုပြည့်ဆွဲတယ်ပေါ့နော်ဒါအနှစ်တွေပေါ့ဒီအရွက်စီကအနှစ်တွေထွက်ပေါ်လာပါပြီဒါတခြားလဲဘာပစ္စည်းမှမထည့်ပါဘူးဒီအရွက်တစ်မျိုးတည်းကိုပဲတီးတန်ဟိုကျမဒါလုပ်ပြတာပါအားလုံးပဲမြင်ရပါတယ်နော်ဒီမှာဂျယ်လီလိုမျိုးဂျယ်လီလိုဒါဂျယ်လီလိုအတုံးတွေပေါ့နော်အတုံးတွေရလာပါပြီဒီအတုံးကလေးကိုနေရောင်ထဲမှာခဏပြလိုက်မယ်ဆိုရင်တော့ဒါဟိုစနွေးမကင်းတုံးလိုမျိုးစနွေးမကင်းတုံးလိုမျိုးပြည့်ဆွဲတယ်ဟိုပေါ့နော်စနွေးမကင်းတုံးဂျယ်လီလိုမျိုးစနွေးမကင်းတုံးလိုမျိုးဣတုံနေတဲ့အတုံးကလေးကိုရရှိမှာဖြစ်ပါတယ်
ဟုတ်ပါပြီရှင်အားလုံးပဲမင်္ဂလာပါကျေးဇူးတင်ပါတယ်ကျေးဇူးပေးတဲ့အတွက်ကျမရဲ့အကောင့်လေးကိုလည်း subscribe လုပ်ပေးကြပါဦးရှင်ဒီလိုမျိုးဆက်ဆက်ဆူဆူအရာလေးတွေကိုတင်ပေးတော့မှာဖြစ်ပါတယ်တူးရီတွေရောနောက်သုံးဖို့တစ်ချောင်းတို့တွေလည်းတင်ပေးတော့မှာဖြစ်တဲ့အတွက်ဝါသနာပါတဲ့သူတွေအားလုံး subscribe လုပ်ဖို့ဖိတ်ခေါ်ရပါတယ်ရှင်